ကဲဘလို့လဲဘိုးတော်ဦးနေကတော့ကြီးကြီးမားမားကြီးကိုထိတော့ထိခဲ့ထိစီညောမနကောအောင်မြင်ခဲ့ပြီမဲ့ဘာဖြစ်တယ်လဲဆိုတော့အောင်မြင်အောင်သားကိုတော့ကောင်းကောင်းစားလိုက်ရပါတော့မထွက်ဖူးထင်းနေရထွက်သွားတယ်နော်ပထမဆို၄နှစ်၄ထိပ်စီညနေပိုင်းဆို3ထိပ်စီမနက်ကလည်းကြည်ကွဲညနေလည်းကြည်ကွဲဦးရောရေးတနေဦးကြည်တနေကန်းကိုကြည်ကွဲရတယ်အောင်မြင်အောင်သားအောင်မြင်လိုက်ပါတယ်တိုးတော့တယ်ဘာလဲပေါက်ကွက်မပါဘူးဂိမ်းဘူးပေါ့နော်အဲ့ဒီလိုလေးဖြစ်တော့တာကြီးရောဟေးရှိတုံချတော့လေဖြစ်ကုန်တယ်တာကြီးအေးနော်ဥိသားရောဒီကျွန်တော်လေးတောက်ကြကေပေါက်လေးရှိကျွန်တော်လေးတောက်ကြကေပေါက်ကလေးရှိရေဟုတ်တယ်မလားအဲ့ကေပေါက်ကြီးကိုမျောနေလိမ့်မြဲလို့တဲ့ထင်တယ်ထင်မိရပါတော့တာကြီးအောင်မင်းကေပေါက်လေးကမင်းရှိပါပေးခဲ့တယ်ပတ်တိုင်းမှာကေပေါက်ကလေးကထွက်တယ်အဲ့ကေပေါက်ကလေးပေးမယ်ကေပေါက်ကလေးမပေးခင်မှာကျွန်တော်လေးတောက်ကြဝမ်းချင်းတစ်ခုရှိတယ်ကျွန်တော်လေးတောက်ကြဝမ်းချင်းတစ်ခုက၄နှစ်ဝမ်းချင်းကျိတ်တီပေါလာမယ်ကျိတ်တီပေါလာမယ်၄နှစ်ဝမ်းချင်းကျွန်တော်လေးနေ့မလာရင်တောက်ကြနေလာမယ်၄နှစ်ဝမ်းချင်းပေါ့နော်ကျွန်တော်လေးနေ့မှာထောင်တင်ပြီးတော့ကစားနော်ကျုပ်ကတော့ဒီလေးကွက်ကိုတော့ထုတ်ပေးတယ်ဒီလေးကွက်ကိုဘယ်လိုထုတ်လဲဆိုဆရာနာရဲ့ကျွန်တော်လေးတောက်ကြဝမ်းချင်းနဲ့ကျုပ်ရဲ့ကျွန်တော်လေးတောက်ကြဝမ်းချင်းနှစ်ခုကိုကပ်လိုက်တယ်၄6 ၄3နှစ်6နှစ်3ဆိုပြီးတော့တေးကြကဲပေါင်း၄ကွက်တပိုင်းအစင်လာရအင်မနာကြီးမားတယ်အင်မနာမှန်ကန်မှုရှိတယ်တရားရကမှန်ကန်မှုရှိအဲ့တော့ခင်ဗျထိုးချင်တယ်ထိုးချင်တယ်နေရောနော်โอเค9နှစ်6ရွှေကီဒီ9နှစ်ရောက်ရွှေကီကတော့လုံးဝကိုတရားရခိုင်တော့မှန်ကန်မှုကတော့တယ်ပြီးတော့အားပေးချင်တယ်ယူတုံးပြီးတော့ကစားပါလို့အားပေးချင်တယ်ပေါ့နော်9နှစ်6ဝါချင်လေးရရင်9နှစ်6နဲ့ထုတ်ပရိလေးရရင်9နှစ်6နဲ့ထုတ်ထိသီးလေးရရင်9နှစ်6နဲ့ထုတ်စသည်ဖြစ်ပါတော့ဒီလိုလေးကထုတ်ခဲ့ပဲဆိုရင်ပေါက်ကွက်ကတော့အမှန်နီးစက်တယ်ပေါ့နော်ဟုတ်ပြီ168ခုမနဲ့3လုံးထိစီးလေးကအပင်ရတော့10ပင်မြောက်ဖြစ်နေသူတို့လည်းကြာတော့ပရိနေဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့ဆွတ်တင်ပလေးတော့ဆွတ်တင်တယ်ပေါ့နော်ပလေးရဆိုတဲ့ကျွန်တော်ပရိနေဖြစ်တဲ့ဆိုတော့ကြောက်ဘာဖြစ်လာလဲဆိုတော့ပြက်ဖို့အလားလားနေလေးရပေါ့နော်တောက်ကြနေမှာဒီကောင်တွေကဖြတ်လိုက်တဲ့ထုံးစံတာရှိရဒီတော့ဆွဲပါအောင်ဆွဲပါအားပေးပါတယ်16ပါ11ပါ13ပါ68ပါ84ပါတင်ကွက်ပေါ့နော်တဘာဦးစီးရောထုတ်တာ168ထိတ်ကိုဒီနေရာမှာကျွန်တော်ပြောမဲ့စကားလေးဒီကိုတခြားနားထောင်ပေးပါစာရေးပြီးတော့နော်နှစ်၄ခွင်ဘရိတ်နဲ့ထုတ်ထားခြင်းဖြစ်တယ်ပေါ့ဘရိတ်အားဖြင့်တော့နှစ်၄ခွင်ဘရိတ်ရှိရဲ၄ဘရိတ်အားကောင်းတယ်ပေါ့နော်၄ဘရိတ်အားကောင်းတယ်ဒါကြောင့်မြောက်ထိုးမြောက်ကောအပိအောင်မြောက်ပြုကျင်တဲ့အကွက်ကောင်းတစ်ကွက်ကောင်း68ဖြစ်တယ်ပေါ့နော်68တစ်ကွက်ကိုထိုးက၄ဘရိတ်ကိုအားပြုပြီးတော့ထိုးကတာကြီးတို့မြန်မာကြီးကိုပြီးတော့စတာကြီးနဲ့မလိုက်နဲ့တော့ကောင်ကျွမ်းလိုက်ရပါသေးလို့စတော့ခဲ့အားလုံးပဲတတပပစီးပါ